မောင်ကျော်လာပါအောင်မင်းကွာအမေလို့သူကမင်းတို့ရှေ့ရေးအတွက်စီစဉ်ပေးထားတာတာမောင်စောမင်းကားမောင်းမသွားဘူးလားမင်းကိုမောင်ကျော်ရောဘလို့လို့သိမှလဲဗျသိချင်အမေလိုက်ကြည့်ပါလားကားမရှိတော့ဘူးဘုရားကားအရှိတော့မင်းဘာလုပ်လိုက်တာလဲမောင်စောအောက်ကြီးနေတာပဲမရှိတော့တာမရှိတော့လို့မှတ်လိုက်ပေါ့ဗျာတကယ်စိတ်တွေလည်းညစ်တယ်မိမဘာလို့ငိုနေတာလဲအေးတော့တာအလက်ကောင်ပေါ့ကားကိုဘာလုပ်လိုက်ပြီလဲမသိဘူးမင်းတာဘာပြန်မပြောသွားဘူးတော့ငစောမင်းတော့လားမိဘတွေကိုအမျိုးမျိုးစိတ်ဆင်းရအောင်လုပ်တဲ့ကောင်တွေ့မယ်ကိုတော့ချေလုံးလက်လုံးနေဖြစ်မယ်အဲ့ဒါကျမသားတယ်နော်ကိုတော့မေဘိုက်စားတယ်ဗျာဘာချက်လဲငါဟင်းမဲလားဟယ်လိုဟုတ်ပါလေရပါတယ်ပြောအေးပြောပါလေအေးဘာမလို့ပါကဲရောဒါကမင်းတို့မိဘတွေရဲ့စန္ဒမင်းတို့ရှေ့ရေးအတွက်စုထားတယ်မင်းတို့ကငယ်သေးလို့မပေးသေးတာအကြီးကောင်မကျော်မင်းရဲ့ဆိုင်ရဲ့မင်းအမေရွေးပေးထားတယ်မနှက်ဖြန်လာယူကြလားအငဲကောင်မစောမင်းကားကတော့ဝက်ရှော့မှာရှေ့ခေါင်းမိုက်ကြည့်သွားတယ်ကြာအောင်မယ်ပြောတယ်မိဘမေတ္တာဆိုတာဘာနဲ့မှရှင်လို့မရငါတူတို့တောင်းစုပ်ပလုံးစုပ်ပဲပစ်တာတားဆိုသမီးဆိုပစ်ရိုးမရှိဘူးသိပါဘူးလေးတားတို့အရင်လိုမစိုးတော့ပါဘူးလို့ကတိပေးပါမယ်တားတို့မှားခဲ့ပါတယ်တားတို့ခွင့်လွှတ်ပါနော်မေတားတို့လိမ်မာပါတော့မယ်နော်မေမလေးသားသမီးမျက်နှာရှိကြည်လမ်းမှာအမေစိတ်ဝမ်းချမ်းမြေကြည်တာ